ဒီအမဲအောင်ကြီးတစ်စက်ဘယ်လိုထွက်လာတယ်ဆိုတာသင်သိပါလားဟုတ်ကဲ့ပါဒီနေ့တစ်တုံးတစ်တုံးကနေနိုင်ပေါင်းများစွာမိနဲ့ချက်ပြီးရလာတဲ့ရိုးရထုတ်ပုံတစ်မျိုးကိုပြောပြပါမယ်ပထမဦးဆုံးရှားတုံးတွေကိုကာချပါမယ်အဲ့ဒီနောက်မှာတော့ရှားတုံးတွေကိုနှုတ်ပါအောင်ဆင်းခုတ်ပါမယ်ဗျာအဲ့လိုဆင်းခုတ်ပြီးတဲ့နောက်မှာတော့အခုမြင်နေရတဲ့အတိုင်းပဲပေါင်းအိုးနဲ့ဆင်းပတ်တွေကိုပေါင်းခံပါတယ်ရလာတဲ့ရည်တွေကိုတော့ဒဲထဲမှာရှားရည်ဖြစ်ချက်လုပ်ပါတယ်ဗျာအခုမြင်နေရတာတွေကတော့ပြုတ်ပြီးသားအဖက်တွေကိုဆဲပစ်ထားတာပဲဖြစ်ပါတယ်ဗျာအခုမြင်နေရတာကတော့ရှားကြလို့ခွန်မောကနေရှားချတော့မဲ့အနေထားဖြစ်ပါတယ်ဗျာဒါကတော့ဒဲမှာကတ်နေတဲ့ဂျိုးတွေကိုထိုးတာပဲဖြစ်ပါတယ်ရလာတဲ့ရှားနေရည်တွေကိုအခုလိုရောင်းမနဲ့မှွေပေးရပါတယ်
ခုမြင်ကွန်းကတော့ရှားနေရည်တွေကတဖြည်းဖြည်းချင်းပြက်ခဲလာတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ဗျာပိုင်းအောင်ကုန်းကိုထွန်းပြီးတော့မှမြောက်တော့ဟွာထတီးတွားချိုင်ရှားနှစ်တွေကိုပုံတွန်းဖို့ဘောင်ပြင်းနေတာဖြစ်ပါတယ်အခုကြိုက်နေတာကတော့အင်ပင်ကနေရတဲ့အင်ရွက်ပဲဖြစ်ပါတယ်ဒီအင်ရွက်ကိုအောက်ကရှားပေါင်တွေမှာမကက်ရလေအောင်အောက်ခံအနေနဲ့အသုံးပြုပါတယ်ငါကောင်မူပါတယ်ကွာဟိုဘက်ရွှေ့ပါလားကြီးတော့က
ရှားစီရှားနစ်တွေဘောင်နှဘေးမှာကပ်မနေရလေအောင်ထမ်းပင်ရတဲ့ထမ်းရွက်ကိုဘေးကနေပြီးဘောင်ကွတ်ပါတယ်ဒါမှနောက်တစ်ခါရှားပုံလေးတွေကိုလှိဖြတ်တဲ့အခါအဆင်ပြေမှာဖြစ်ပါတယ်ရှိတာချလာအခုမြင်တွေ့နေရတာတော့ရှားနှစ်တွေရှားစည်းတွေကိုဘောင်သွင်းလို့ရတော့မဲ့အခြေအနေဖြစ်ပါတယ်ထဲရည်လေလွန်းတော့အခုမြင်နေရတဲ့အတိုင်းရှားနှစ်တွေကိုဘောင်ထဲမှာအခုလိုမျိုးသွန်းပါတယ်လိုက်တော့မတတ်ဘူးဘာဖြစ်တာမလဲအခုလိုဘောင်းတွန်းမိတာရှားတော့တညအိပ်ပြီး6ခံပါတယ်နောက်ရက်ဆိုရင်တော့တူပါတူခက်ခဲလေးဖြစ်သွားပါလိမ့်မယ်ဟ
အခုမြင်နေရတာတော့တညတာလောက်ဘောင်ထဲမှာထည့်ထားပြီး6ခံထားတာဖြစ်ပါတယ်ဒါတွေကတော့အရင်လေးတွေကရရှိပြီးသားဟာတွေကို50တာပုံလောက်ကလေးတွေလောက်ထားတာဖြစ်ပါတယ်ခုမြင်နေရတာကတော့ရှားချက်လုပ်ငန်းခွင်နေရာတစ်ခုလုံးကိုလိုက်ပြမှာဖြစ်ပါတယ်အားလုံးပဲအတူတူကြည့်လိုက်ရအောင်ပါဗျာ